ကြောင်းရင်းကိုတည်သွားတဲ့ချင်းမှုလဲသူတကယ်ပဲတိုက်ခိုက်ရတော့မှလားလို့အော်ဟစ်နေပြီးအဖိုးချွဲကတော့တာရှိထဲမှာရှိတဲ့ကျောင်းတော်များများဟာတစ်ချိန်ကပြင်ပကဘာကလာကြသူတွေမို့သူတို့နဲ့သာတိုက်ခိုက်ရင်ပြင်ပကဘာကတိုင်းပညာတွေကိုပါလေ့လာနိုင်တယ်ဟုဆိုကနောက်တစ်ခေါက်ကျင်းထက်ထဲလိုက်ပြန်ပါတယ်လောကကြီးကြောင်နားမလဲသေးတဲ့ချင်းမှုကတော့ရွာကလူကြီးတွေကသူ့ကိုတိုင်းပညာဘဟုတုတရအောင်တိုက်ခိုင်းတာပဲဟုဆိုကတယောက်တည်းပီတိဖြစ်နေခဲ့ပါတယ်ကြပြထဲမှာတော့ရုံကြားရဲ့ကြိမ်မဲကင်းခြေကန်ချက်နဲ့တာရှိရဲ့ရွာပေါင်း800ကကောင်းတွေကိုတုတ်တင်ပြစ်မယ်လို့ရေးထားတာကြောင့်ဆင်အောက်ကလူတွေလည်းစကကြီးစကကြီးပြောတဲ့ကောင်ဟုဆိုကချင်းမှုကိုအမုံကျိတ်ပစ်ချင်နေကြပါတယ်တိုင်ဝင်းတစ်ပေးမှာတော့ဆေးစရာဖိုးဖိုးကဆေးဆိုင်တစ်ခုအဖိုးမာကအကြောပြင်ဆိုင်တစ်ခုပပဲစရာဖိုးဖိုးနဲ့တတ်ဖိုးဖိုးကတော့လက်နက်ဆိုင်တစ်ခုစီနဲ့အသီးသီးနေရာယူထားလိုက်ကြပါတယ်ပထမဆုံးတိုက်ရမဲ့သူကကြားတကောင်ရဲ့ကိုယ်ထဲနဲ့ဟဲ့ဟန်ရှိတဲ့ကျင်းကြံရေးသမားတစ်ယောက်ဖြစ်ပြီးအောက်ကလူအုပ်ကလည်းချင်းမှုကိုရိုက်ခတ်ပစ်ဖို့အားပေးနေကြရာအဖိုးချွဲကလည်းချင်းမှုကိုကြောက်တွန်းရင်ရန်သူဘက်ကနေအားပေးနေတာကြောင့်ချင်းမှုလည်းအံ့ဩနေရပါတယ်စတင်တိုက်ခိုက်တဲ့အချိန်မှာတော့ချင်းမှုကတစ်ဖက်လူရဲ့ကြားလက်သေးတွေကိုအသာရပဲရှောင်တိန်ပြရင်ခြေကန်ချက်တစ်ခုနဲ့ပွဲသိမ်းပေးလိုက်ကနောက်တစ်ယောက်တက်လာဖို့စိန်ခေါ်လိုက်ပါတယ်တိုင်ဝင်းတစ်ပေးကအမြကန်ဖူးဖူးကတော့လောင်ကြီးကျိတ်တဲ့လောက်ထက်လို့ရတယ်ဟုဆိုကရွှေပွဲလာပြိသက်တွေစီကနေအကုံသိန်းကျုံယူဖို့ကြံစီနေပြီးဆေးစရာဖူးဖူးကတော့ချင်းမှုကြောင့်ဒဏ်ရာရသူမှန်သမျှကိုဆေးကောင်းတွေရမယ်ဟုဆိုကဈေးကောင်းကောင်းနဲ့ရောင်းနေပါတယ်အဖိုးမာကတော့ချင်းမှုရဲ့ခြေကန်ချက်ကြောင့်ဒူးကောင်းစစ်လွဲသွားတဲ့သူကိုအစ်စ်ပြန်တက်ပေးလိုက်ပြီးဒုက္ခောက်ပါအတင်းရောင်းပေးလိုက်ပါတယ်ဒီလိုနဲ့စင်မော်မှာဆိုချင်းမှုကတယောက်ချင်းစီကိုအမောက်သိမ့်နေပြီးစင်ရောက်ကအဖိုးဖွားတွေကတော့သက်ဆိုင်ရာနီလန်းတွေနဲ့အထာကြကြစီးပွားလုံးနေတာကြောင့်ဈေးတစ်ခုလုံးကပိုက်ဆံတွေဟာသူတို့အားလုံးရဲ့အိတ်ကက်ထဲကိုရောက်လာကြပါတယ်ထိုအချိန်မှာပဲတားလိုက်ရင်ကိုင်းထန်းလုံဖះเจ้าကကျောင်းထိုင်ကိုတော့ကျင်းမင်ရောက်လာတာကြောင့်အဖိုးမာတယောက်ချက်ချင်းမျက်နှာပြတ်သွားခဲ့ရပါတယ်ကျောင်းထိုင်ကြီးကျင်းမင်ကယူလိုင်ရဲ့ထွန်းမြတ်ရတနာတောင်ဝေးကိုလောင်းကြီးထက်လိုက်တာကြောင့်မြက်ကန်းဖိုးဖိုးလဲထိုင်ကုန်ကနေထကအဖိုးမာကိုနေရာပေးလိုက်ပါတယ်အကြောင်းကတော့အဖိုးမာဟာတားတိုင်ရင်ဂိုင်းသားတယောက်ဖြစ်ခဲ့ဘူးပြီးဂိုင်းတစ်ခုလုံးနဲ့ကြီးမားတဲ့ရန်ညိုးတွေရှိခဲ့ဘူးတာကြောင့်စိတ်ကြိုက်စီမံခွင့်ပေးလိုက်တာပဲဖြစ်ပါတယ်တခါတော့ကအဖိုးမာဟာတားလင်ရင်ဂိုင်းရဲ့ပါရမီရှိသောလူငယ်တယောက်ဖြစ်ပြီးဂိုင်းညုတ်တဲ့နေရာအတွက်ရထားခံရသူဖြစ်ပါတယ်ဒါပေမဲ့ဂိုင်းရဲ့တင်းကျပ်လုံးတဲ့စီးကမ်းတွေကြောင့်မပျော်ရွှင်တော့တဲ့အဖိုးမာတယောက်ဂိုင်းနဲ့ဝေးရမှာနေထိုင်ရင်အိမ်အောင်ကြကဇနီးဖြစ်သူတားဖြစ်သူတို့နဲ့ပျော်ရွှင်စွာနေထိုင်ခဲ့ပါတယ်အတူအယောင်ဂယုဏတရားကိုသာဗန်းပြထားတဲ့တားလင်ရင်ဂိုင်းသားတွေကတော့အဖိုးမာကိုအလိုမပေးကြပဲဂိုင်းရဲ့အတွင်းတိုင်းပညာတွေအပြင်မှာမပြန့်ပွားစေဖို့ဆိုတဲ့အကြောင်းပြချက်နဲ့အဖိုးမာကိုဂိုင်းတင်းပြန်ဝင်ဖို့အသေးအံဖိအားပေးခဲ့ကြပါတယ်အဖိုးမာလည်းလက်တစ်ဖက်ကိုစွန့်လွတ်ကဒုက္ခိတဖြစ်သွားရင်တော့ပြန်မခေါ်လောက်ဘူးထင်ခဲ့ပေမဲ့ရုံညံ့လုံးနဲ့တားလင်ရင်ဂိုင်းသားတွေကတော့အဖိုးမာအခုလိုခေါင်းမာနေတာပြင်မတိုင်ရောစင်တွေကြောင့်ဟုဆိုကဇနီးနဲ့သားလေးကိုရရဆက်ဆက်လောက်ကြံတက်ဖြတ်လိုက်ကြပါတယ်ထိုချိန်ကစပြီးပြင်းထန်တဲ့စိတ်ဝေဒနာကိုခံစားရတဲ့အဖိုးမာဟာလည်းအခြားဖိုးဖွားတွေလိုပဲတာရှိမှသွားရောက်ခိုအောင်နေခဲ့တာဖြစ်ပါတယ်အခုလဲကျောင်းထိုင်ချင်းမင်းကသူ့တပည့်နဲ့ချင်းမှုကိုတိုက်ခိုက်စီမှာဖြစ်ပြီးချင်းမှုနိုင်ရင်တားလင်ရင်ဂိုင်းရဲ့အထွတ်မြတ်ရတနာကိုထားခဲ့မှာဖြစ်ပြီးချင်းမှုရှုံးရင်တော့အဖိုးမာကသူနဲ့အတူဂိုင်းကိုပြန်လိုက်ခဲ့ပြီးဂိုင်းရဲ့လစ်လက်နေတဲ့ဂိုင်းကျုံနေရာကိုဆက်ခံရမယ်လို့ဆိုလိုက်ပါတယ်အဖိုးမာလည်းဇနီးနဲ့သားကိုရရဆက်ဆက်တက်သွားတဲ့ဂိုင်းသားတွေကိုတော့ဘာတာဝပညာမှသင်ကြားမပေးနိုင်ဘူးဟုဆိုကချင်းမှုရှုံးရင်သူကောင်းကိုဖျက်ယူသွားလို့သာပြက်ပြက်သားပြောလိုက်ပါတယ်လောင်ကြီးကကြီးလွန်းတာကြောင့်ပွဲကြီးပရိသတ်တွေလည်းလှုပ်လှုပ်ရွရွဖြစ်လာပြီးချင်းမှုကတော့သူရှုံးရင်အဖိုးမာတေးရလိမ့်မယ်ဟုဆိုကစိတ်လှုပ်ရှားနေခဲ့ပါတယ်အဖိုးမာကတော့ချင်းမှုဟာပြိုင်မဲကင်းကိုယ်တယ်မို့ဘလို့မှမရှုံးနိုင်ဘူးဟုဆိုကအကျွေးမဲ့ယုံကြည်ကြောင်ပြောလိုက်တာကြောင့်ချင်းမှုလည်းအားတက်သွားခဲ့ရပါတယ်ထို့နောက်တယောက်ကတာဝဆရာလေးမင်းရှင်တယောက်ကတော့နွားကြောင်သားလေးချင်းမှုဟုဆိုကအချင်းချင်းမိတ်ဆက်လိုက်ကြပြီးချင်းမှုလည်းရေတက်စွမ်းရင်ကိုဖွင့်ကစတင်ထိုးစစ်ဆင်လိုက်ပါတယ်တစ်ဖက်ကလည်းချင်းမှုရဲ့လက်သီးချက်တွေကိုခုခံကာကွယ်ရင်းတံပြန်တိုက်ခိုက်နေတာကြောင့်ချင်းမှုလည်းမိုးကျိုးလက်ဝါတတိယအကွက်ငကားကိုကောင်ကိုထုတ်ကတိုက်ခိုက်လိုက်ပါတယ်ဒါပေမဲ့တာဝဆရာလေးမင်းရှင်ကလည်းခေါင်းလောင်းတစ်ခုနဲ့ကာကွယ်လိုက်ရာဘာထိခိုက်မှုမှဖြစ်မသွားတာကြောင့်ချင်းမှုလည်းအံ့ဩနေရပါတယ်ကျောင်းတိုင်ကိုတော့ကျင်းမင်ကတော့မင်းရှင်းဟာယူလိုင်ကျင်းတဲ့ရဲ့ပထမဆင့်ခန္ဓာကိုပိုင်ဆိုင်ထားပြီးပြီမို့ဘယ်ရာကားမှထိခိုက်အောင်မလုပ်နိုင်တာကြောင့်ချင်းမှုတော့တေချာပေါက်ရှုံးမှာပဲလို့အဖိုးမာကိုလေတိုက်နေလိုက်ပါတယ်မင်းရှင်းလည်းသူတို့ကိုင်းရဲ့စိတ်ကြီးစဉ်တစ်ခုဖြစ်တဲ့ယူလိုင်ကျင်းတဲ့ကိုပြီးပြေးတော့အောင်သုံးပြမယ်ဟုဆိုကမိုးရိုးလက်ဝါးအကွက်ကိုပုံဖော်လိုက်ပြီးလက်တထောင်ကိုထုတ်ကစတင်တိုက်ခိုက်လိုက်ပါတယ်မိုးရိုးလက်ဝါးတိုင်းဆိုတာဟာတာဝိုကနေဆင်းသက်လာတာမို့ဒေါသထက်ဂယုဏတရားကိုရှေ့ရှုပြီးတိုက်ခိုက်မှသာအစွမ်းထက်တယ်လို့ပြောလိုက်တာကြောင့်ချင်းမှုလည်းလက်သီးနဲ့ထိုးပါတယ်ဆိုဘဲကဂယုဏထားရမှာလဲဟုဆိုကအဖိုးမာတင်ပေးထားတဲ့အတိုင်းအကြံပဒန်းဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်အမှန်တကယ်ပဲချင်းမှုရဲ့ဒေါသလက်သီးတွေဟာမင်းရှင်းရဲ့ဂယုဏလက်သီးနဲ့ပျော်ပြောင်းစွာတိုက်ခိုက်မှုတွေအောက်မှာအရင်နှိမ့်နေပြီးလက်ဝါးရိုက်ချက်တစ်ခုသာမိသွားတဲ့ချင်းမှုလည်းဒဏ်ရာရကအနောက်ကိုလွင့်ထွက်သွားခဲ့ပါတယ်ချင်းမှုလည်းသူ့လိုပြိုင်မဲကင်းကိုယ်တည်းကမရှုံးနိုင်မှုဟုဆိုကနဖျားမျက်လုံးကိုဖွင့်လိုက်ပြီးအားနည်းချက်ကိုရှာဖွေနေခဲ့ပါတယ်ကျောင်းတိုင်ကိုတော့လေယူလိုင်ရဲ့တာအုပ်ကျင့်နေဆိုတာအတွင်းစိတ်တည်ငြိမ်ုံသာမကအပြင်ခန္ဓာကလည်းတန်မာလွန်းတာကြောင့်ဘယ်သူမှမတိုက်ရဲဘူးဆိုလိုက်ရအဖိုးမှလည်းမူးဝဲကတော့တိုက်ရဲတယ်ကွာလို့ဆိုလိုက်ပါတယ်အားနည်းချက်ကိုရှာတွေ့သွားတဲ့ချင်းမှုကတော့တာဝေါကောင်မင်းစိတ်ထဲကတာဝေါနှလုံးသားဆိုတာဒါလားလို့မေးလိုက်ပြီးအခြားသူတွေအတွက်တော့ကြောက်ဖို့ကောင်းရင်ကောင်းနေလိမ့်မယ်နှလုံးသားထဲမှာနဖျားတွေနတ်ဆိုးတွေမရှိတဲ့ငါအတွက်တော့ငါကိုယ်တိုင်ကသာနဖျားဖြစ်ပြီးနတ်ဆိုးကလည်းငါပဲဟုဆိုကမိုးကျိုးလက်ဝါးရှိကွက်ရဲ့ပြစ္စမပုံစံနေမင်းရောင်ကြီးမိုးကျိုးအကွက်နဲ့ဝင်ရောက်တိုက်ခိုက်လိုက်ပါတယ်တစ်ဖက်ကခေါင်းလောင်းနဲ့အလင်းမြန်ကာကွယ်လိုက်တာကြောင့်ချင်းမှုလဲတာဝေါပေါက်စားကောင်မင်းရဲ့အားနည်းချက်ကိုငါတွေ့ပြီးပြီဟုဆိုကလေဘင်းနေရာကနေထိုးပေါက်ပြီးခေါင်းလောင်းကိုဖျက်ဆီးပစ်လိုက်ပါတယ်
ထို့နောက်မော်တန်တင်ကိုရွတ်လိုက်တာကြောင့်စိတ်ဝိညာဉ်လွတ်ထွက်သွားတဲ့အချိန်မှာပဲချင်းမှုလည်းအနိုင်ယူပြလိုက်ပါတယ်အဖိုးမာကတော့ကျောင်းထိုင်ကြီးမင်းကိုအရင်တုန်းကလည်းမင်းရဲ့တာဝန်နှလုံးသားကဟာကွက်တီရှိခဲ့ဘူးတဲ့အခုလည်းအားနည်းချက်တွေအများကြီးနဲ့တာဝန်နှလုံးသားကိုတပည့်တွေစီလက်ဆင့်ကမ်းနေပြန်ပြီလားလို့မေးနေပြီးတာအိုပေါက်ဆလေးမင်းရှင်းကတော့ကပ္ပရံဘက်အစွမ်းနေဖြစ်တဲ့တာအိုနဲ့နတ်ဆိုးမော်ပညာကိုပေါင်းဆက်အသုံးပြုနိုင်တဲ့ချင်းမှုကိုအထင်တွေလွတ်ကြီးနေခဲ့ပါတယ်ချင်းမှုလဲတာအိုတွေနတ်ဆိုးတွေငါ့ကိုလာမပြောနဲ့အဲ့ဒါကမင်းတို့တတ်မှတ်တာငါကတော့နိုင်မယ်ထင်တဲ့အကွက်ကိုသုံးမှာပဲဟုဆိုလိုက်ရမင်းရှင်းလဲအရှုံးကိုဝန်ခံပြီးညံလင်းဖွင့်ပေးလို့ကျေးဇူးတင်ပါတယ်လို့ဆိုလိုက်ပါတယ်ကျောင်းထိုင်ကြီးချင်းမင်းလဲလူမိုက်ကောင်ဘာမှတင်ယူမနေနဲ့ဟုငေါငန်းလိုက်ပြီးအဖိုးမကိုလည်းတောင်ဝေးတစ်ချောင်းမရှိတော့ရင်နောက်တစ်ချောင်းလုံးလို့ရပါမယ်မင်းရဲ့အသက်ကတော့နှစ်ခါပြန်မရနိုင်ဘူးဟုဆိုကနောက်တစ်ခါဆိုယူမိုက်တဲ့အလောင်းစားတွေမလုပ်ဖို့ဆုံးမစကားဆိုလိုက်ပါတယ်အဖိုးမလည်းမင်းတို့သာနိုင်အောင်အရင်တိုက်အောင်လို့ပြောလိုက်ရာတစ်ချိန်ကအဖိုးမရဲ့ဆရာဖြစ်ခဲ့ဘူးသူအဖိုးကြီးရူလိုင်ကအဖိုးမအတွက်တောင်ဝေးတစ်ချောင်းလောက်ထားခဲ့ပြီးသူ့နေရာကိုအမှန်တကယ်စက္ကန့်စေခြင်းနေကြောင်းနဲ့ယူလိုင်ရုပ်ပွားတစ်ထောင်စီဒီထဲမှာအဖိုးမရဲ့လက်တစ်ဖက်ကိုတင်ဆက်ထားတာကြောင့်စိတ်ပြန်လည်လာတဲ့တနေ့ပြန်လာခဲ့ပါလို့ဆိုလိုက်ပါတယ်စီးစရာဖို့လည်းအဖိုးမကိုထပ်မနှောက်ရှက်ဖို့နဲ့တကယ်လို့နှောက်ရှက်လာရင်တော့ယူလိုင်တောင်ထိုးတစ်ခုလုံးကိုအစိတ်ခတ်တက်ပြစ်မယ်လို့ကျောင်းထိုင်ကြီးကျင်းပင်ကိုတတိပေးလိုက်ပါတယ်ချင်းမူလေးကတော့တာဝကောင်နေနောက်တစ်ခါနှောက်ရှက်မှာဆိုရင်လေအခုတစ်ခါတည်းတက်ပြစ်လိုက်ရအောင်ဟုအဖိုးဖွားတွေကိုပြောလိုက်ရာထိုစကားကိုကြားသွားတဲ့တာဝဖုံကြီးနှစ်ပါးလဲတုတ်ချီတင်ထွက်ပြေးသွားတာကြောင့်ချင်းမူနဲ့အဖိုးဖွားတွေလည်းဟာတိုက်ရဲမောနေလိုက်ကြပါတယ်ထို့နောက်မှာတော့အဖိုးမလည်းအစိပ်ပိုင်းလေးခုနဲ့အကွင်း20ပါတဲ့မြင့်မြတ်တောင်ဝေးကိုချင်းမူရဲ့နိုင်ပွဲရလက်ဆောင်ဦးဆိုကချင်းမူကိုပေးလိုက်ပြီးတောင်ဝေးရဲ့တန်ဖိုးကကျေးလုံမျိုးတစ်ခုလုံးနဲ့နှိုင်းရှင်လို့ရကြောင်းပြောလိုက်ပါတယ်အိမ်ပြန်လမ်းမှာတော့ကျန်းကျုံရွာသားတယောက်ကသူမိမမီးမဖွားနိုင်ဖြစ်နေတာကြောင့်လူတိုင်းကိုအကူအညီတောင်းနေပေမဲ့အမောင်တို့နီးလာတာကြောင့်အားလုံးကငင်းဆန်နေခဲ့ပါတယ်ဒါအပြင်ကျန်းကျုံရွာထဲမှာဆိုမွေးပြီးချင်းတည်သွားတဲ့ကလေးတွေအများကြီးရှိတယ်ဟုဆိုကအားလုံးကလစ်လူရှူသွားတာကြောင့်စိတ်သက်ကြနေတဲ့ရွာသားကိုအဖွားစစ်လည်းသူကူညီပေးမယ်လို့ဆိုလိုက်ရင်အပိုင်းစနစ်ဟာတခန်းရက်သွားခဲ့ပါတယ်